ကျွန်တော် Mr. ချမ်းဆိုင်မှာ Android တွေမရောင်းတော့ဘူးလား Android တွေလာကြည့်ရင်မရှိတော့ဘူး iPhone ပဲတိတဲ့ရောင်းတော့လား Samsung နဲ့ iPhone ပဲမြင်ရတော့တယ် Android တွေပျောက်နေပါလားဟုတ်ပါတယ်ကျွန်တော်ဒီနောက်ပိုင်း Android တွေမရောင်းဖြစ်တာတော်တော်ကြာပါပြီအခု customer ရဲ့လိုအပ်ချက်ရအမြဲတမ်းလာမေးလို့ကျွန်တော် Android တွေပြန်တင်ထားပေးပါတယ်ဘာတွေရှိမလဲဆိုတာလေးကျွန်တော်ပြပြပေးမယ်ကြည့်ပါဦးဒါ Xiaomi 15လေးကျွန်တော်တင်ပေးထားတယ်ဒါ Xiaomi 15အဖြူအောင်ရှိမယ် Xiaomi 15ကိုဒါ edition ဒါအယောင်လေးလက်လေးတဲ့ Xiaomi 15လေးနော် Xiaomi 15လေးတို့လာပါတယ် Xiaomi 15လေးရှိမယ် CV5 Pro လေးကျွန်တော်တင်ပေးထားပါပြီဒါ CV4 Pro ရဲ့ edition လေးပါဒါ CV4 Pro ပါဒီကောင်ဆို Huawei Nova 11ရှိမယ် Redmi Note 13 Pro လူကြိုက်များတဲ့ဟာလေးရှိမယ် Redmi Note 13 Pro Plus လေးလည်းရှိမယ် Redmi ဒါက Note 15 Pro Note 15 Pro ရှိမယ် Redmi Note 14 Pro Plus ရှိမယ်ဒါလေးရောက်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြပြပေးတာပါလာရောက်အားပေးလို့ရပါပြီ Android phone တွေလည်း Mr. ချမ်းဆိုင်မှာတင်ပေးထားပါပြီဗျာကျွန်တော်ကိုလာမင်းတို့မရှိတော့ဘူးလားမတင်တော့ဘူးလား iPhone ပဲတိတဲ့ရောင်းတော့လားဆိုကျွန်တော်လိုအပ်ချက်တွေအကြောင်း customer ရဲ့လိုအပ်ချက်တွေအကြောင်းကျွန်တော်ပြန်တင်ပေးထားပါတယ်လာရောက်အားပေးလို့ရပါပြီဆိုတဲ့အကြောင်းပြပြပေးတာပါလုံးတလုံးရုံထတိုင်း Mr. ချမ်းဖုန်းကိုင်ကျေးဇူးတင်ပါတယ်